ဒီနေ့ခေတ်မှာလေပစ္စည်းတွေကတော့ပိုပြီးပိုင်ဆိုင်လာကြတယ်ဒါပေမဲ့တစ်ခုခုဟာနေတယ်လို့မျိုးခံစားနေရတာဘာကြောင့်လဲအဲ့တော့ဒီနေ့အတူတူစဉ်းစားကြည့်ချင်တာကစိတ်ချမ်းသာမှုအစစ်အမှန်ဆိုတာတကယ်တော့ဘာလဲ လူတိုင်းချမ်းသာခြင်းကြတယ်ဟုတ်တယ်ဟုတ်ဒါပေမဲ့လေခဏလေးရက်ပြီးစဉ်းစားကြည့်အောင်တကယ်လို့ချင်းနေတဲ့ချမ်းသာမှုဆိုတာကတန်ဖိုးကြီးကားတစ်စီးပိုင်ဆိုင်တဲ့မျိုးလားဒါမှမဟုတ်စိတ်ရဲ့ငြင်းချမ်းမှုလားအဲ့ဒီနှစ်ခုကြားကချမ်းသာချက်လေးကပဲလေကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်နိုင်ပါတယ်အများစုကဘယ်လိုဖြစ်နေလဲဆိုတော့လေအပြင်ပန်းကရိုးဝတ္ထုတွေစုနေတာကိုပဲအတွင်းစိတ်ရဲ့ငြင်းချမ်းမှုကိုတိဆောက်နေတာလို့ကိုယ့်ကိုယ်လှည့်စားမိနေတတ်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီအရာဝတ္ထုတွေကပေးတဲ့ပျော်ရွှင်မှုကခဏပဲရေရှည်အတွက်ချမ်းသာမှုအစစ်အမှန်ကတော့ကိုယ့်အတွင်းစိတ်ကနေပဲထွက်လာတာပါအခုဆိုရင်ကြည့်လိုက်လေလက်ထဲကဖုန်းတစ်လုံးနဲ့အလုပ်တယ်ဖြိုဖြေးရတဲ့တုံးတယ်တယောက်ကိုချစ်ဖို့မုန်းဖို့အထိအဆအရာအင်တာနက်ပေါ်မှာပဲဟုတ်လားပြောရရင်ကျွန်တော်တို့ရဲ့အခြေခံအကြားဆုံးလိုအပ်ချက်တွေနဲ့အပြင်းထန်ဆုံးစိတ်ခံစားမှုတွေအထိအကုန်လုံးကအင်တာနက်ကိုမီခိုးနေရပြီဒီလက်ထက်ကကိရိယာလေးတစ်ခုကပဲကိုယ့်ရဲ့ကဘာတစ်ခုလုံးဖြစ်လာနေတာပေါ့ဟုတ်ပြီဒါဆိုရင်ဒီလောက်ထိဆွဲလန်းအောင်လုပ်နိုင်တဲ့ platform တွေကကျွန်တော်တို့စိတ်ကိုဘလို့များထိန်းချုပ်ထားနေကြလဲသူတို့ရဲ့လုပ်ချက်ကအရန်ရှင်းပါတယ်ကျွန်တော်တို့ဦးတို့ရဲ့အလုပ်လုပ်ပုံကိုသူတို့ကတေးသေးချာချာနားလည်ပြီးအဲ့ဒီပုံမှာအသုံးချထားတာပါပဲကျွန်တော်တို့ရဲ့စိတ်ကလည်းဒီနေ့ကိုအသွေးပေါင်းတောင်းနဲ့ချီပြီးမရမနာလေပတ်နေတဲ့စက်ကြီးတစ်ခုလိုပဲအမြဲတမ်းအစ်စ်အဆန်ကိုရှာဖွေနေတဲ့တခုကိုလိုချင်တတ်မှတ်နေတယ်အဲ့ဒီစိတ်ရဲ့သဘောဝါကိုပဲ social media တွေကအခွင့်ကောင်းယူပြီးကျွန်တော်တို့ကို scroll လုပ်ရင်းနဲ့အချိန်ကုန်မှမသိခစ်သွားစေတာပေါ့စိတ်ကူးကြည့်ဒီ second လေးအတွင်းမှာပဲကျွန်တော်တို့စိတ်ကအတိတ်ကပုံတပုံကိုဒေးလွမ်းသွားလိုက်ပြီးရှိပါမှာပေါ်လာတဲ့ post တစ်ခုကိုဒေးတော်သားတွေထွန်လိုက်ပြီးအနာဂတ်အတွက်စိုးရင်စိတ်တွေဝင်လာလိုက်နဲ့အချိန်သုံးခုကြာမှလက်စီလိုပဲတောက်လျှောက်ခုန်ကူးနေတော့တာပဲဆိုတော့ Facebook တို့ TikTok တို့ဖက်လိုက်ပြီးဆိုရင်ခံစားချက်ယူလာကိုဆိုတာစီးရတယ်လို့ပဲတငယ်ချင်းရဲ့ပြုံနေတဲ့ post ကိုတွေ့ပြီးပြုံမိလိုက်နောက်တဲ့ second မှာပဲဝမ်းနဲ့ဆရာတဲ့တစ်ခုကြောင့်စိတ်မကောင်းဖြစ်သွားလိုက်ပြီးတော့ live set တစ်ခုကကိုလိုချင်စိတ်တွေဖြစ်လာစေလိုက်ဒီလိုနဲ့စိတ်ဟာတစ်ချက်ကလေးမှကိုမနာရတော့မလဲအဲ့ဒီလိုအပြင်ပန်းကလုံဆော်မှုတွေနောက်ကိုပဲတစ်ခုပြီးတစ်ခုလိုက်နေရင်းနဲ့ကျွန်တော်တို့ဟာကိုယ့်ရဲ့အတွင်းစိတ်ကိုစူးစိုက်ကြည့်ဖို့လုံးဝကိုမေ့သွားကြရောဘာကြောင့်ဒီလိုခံစားနေရတာလဲဆိုတော့အရင်မြစ်ကိုမရှာတော့ပဲအပေါ်ရန်မှာပဲနေမျောနေတာကအကြီးမားဆုံးပြဿနာဖြစ်လာတာပါပဲကောင်းပြီဒီပြဿနာ operation ဖို့အတွက်ရှေးအောင်ညံပညာတစ်ခုကနေအစွမ်းထက်တဲ့ရှုထောင့်အသက်တစ်ခုကိုလေ့လာကြည့်ကြရအောင်ဒါကတော့ရင်ဘတ်ထဲကမြတ်သစင်းရဲ့ဥပမာပါပဲစိတ်ဝင်စားစရာကောင်းပါတယ်ဒီဥပမာကဘာကိုပြောချင်တာလဲဆိုတော့တကယ်တမ်းဒုက္ခဖေးနေတာကအပြင်ကဖြစ်ရမဟုတ်ဘူးအဲ့ဖြစ်ရပေါ်မှာကိုယ်စိတ်ကဘလို့တုံ့ပြန်လိုက်တယ်လဲဆိုတာကအဓိကပဲများဆိုင်လို့နာကျင်တာကတခါပဲဒါပေမဲ့အဲ့နာကျင်မှုကိုစိတ်ထဲမှာဖြန်းတွေးပြီးဒုက္ခရောက်နေတာကအချင်းချင်းပဲမဟုတ်လားမြန်မာခေတ်မှာတော့ social media ဆိုတာကဒုတိယများတတိယများတွေနဲ့အဆက်မပြတ်ပြပေါင်းနေတယ်လို့ပဲကျွန်တော်တို့ကပထမများဖြစ်တဲ့ကိုယ်စိတ်ရဲ့နာကျင်မှုကိုမကူးစားဘဲနဲ့အပြင်ကလာတဲ့လုံဆော်မှုအသက်တွေကိုပဲအာရုံစိုက်နေမိကြတယ်ကဲဒါဆိုရင်ဒီတန်ត្រာကနေဘလို့ယုံထွက်ချက်မလဲအဖြေကတော့ထင်ထားတဲ့ပိုရိုးရှင်းပါတယ်အာယုံစိုက်မှုကိုအပြင်လောကကနေကိုယ့်ရဲ့အတွင်းစိတ်စီကိုပြန်ပြီးလက်ပြီးလိုက်ဖို့ပါပဲတေချာစဉ်းစားကြည့်လေကျွန်တော်တို့ခံစားရတဲ့ပျော်တာတွေဝမ်းနည်းတာတွေဒေါသထွက်တာတွေအရာအလုံးကကိုယ့်ရဲ့အတွင်းစိတ်မှာပဲအစာပြုပြီးကိုယ့်အတွင်းစိတ်မှာပဲအဆုံးတတ်တာပါအပြင်လောကကအကြောင်းတရားတစ်ခုပဲခံစားရခုတကယ်တမ်းဖန်တီးလိုက်တဲ့သူကတော့ကိုယ်ကိုယ်တိုင်ပဲလေဒါမဲ့ကျွန်တော်တို့အမြဲတမ်းလိုလုံးမိတဲ့အမားကဘာလဲဆိုတော့ကိုယ့်အတွင်းစိတ်ရဲ့အခြေအနေအတွက်အပြင်ကလူတွေနဲ့အဖြစ်ပြက်တွေကိုလက်ညှိုးထိုးပြီးအပြစ်တင်နေတာပါပဲအဲ့လိုအပြင်ကိုပဲတောက်လျှော်အာယုံစိုက်နေတဲ့အခါရလာတဲ့ရလက်တွေကတော့ရှင်းပါတယ်အမေဒါမောပန်းနွမ်းနေမယ်လောကကြီးကိုအကောင်းမမြင်နိုင်တော့ဘူးနောက်ဆုံးမှာတော့ကိုယ့်ဘဝကိုပိတ်မိနေသလိုခံစားရတဲ့တန်တရားတွေကိုပဲတန်တမတ်မတ်ဦးတည်သွားစေတာပေါ့ကဲဒီလိုတွင်းဟာကိုတိဆောက်ဖို့ပြချက်ချင်းလက်တွေ့ကျင့်သုံးနိုင်တဲ့အင်မတန်စွမ်းထက်တဲ့နီလန်တစ်ခုကိုကြည့်လိုက်ကြရအောင်ဒီကဖြည့်ရှင်းနည်းနှစ်ပိုင်းရှိတယ်ပထမတစ်ခုက mindfulness လို့စိတ်လေ့ကျင့်ခန်းအနေနဲ့စိတ်ကိုကြောက်ဆောင်ကြည့်လို့ခိုင်မအောင်တိဆောက်တာဒုတိယတစ်ခုကတော့အဲ့ခိုင်မာတဲ့စိတ်နဲ့ကိုယ်ခံစားချက်တွေရဲ့အမှန်တရားကိုဉာဏ်နဲ့ထိုးထွင်းသိမြင်အောင်ကြည့်ရပဲထပါတယ်တစ်ခုကအာအင်းနောက်တစ်ခုကလမ်းပြပေါ့ဆိုတော့ရွေးချယ်ခွင့်ကနှစ်ခုပဲရှိတယ်ဒေါသချွတ်စရာတစ်ခုနဲ့ကြုံလာတဲ့အခါအပင်ကလူကိုအပြစ်တင်ပြီးဒေါသကိုဆက်ပြီးမွေးထားမလားဒါမှမဟုတ်အတွင်းကိုလှည့်ပြီးငါစိတ်ထဲမှာဒေါသဆိုတဲ့ခံစားချက်လေးဖြစ်နေပါလားဆိုပြီးသူ့ရဲ့တဘာဝကို
အေးဆေးဆေးရှုမှတ်လေ့လာမလားဒီနေရာမှာအရန်ရေးကြည့်တဲ့အချက်တစ်ခုရှိတယ်ဒါကခန်းစားချက်တွေကိုဖိနှိပ်ဖို့ဒါမှမဟုတ်မေးပေးဖို့ကြိုးစားတာလုံးဝမဟုတ်ပါဘူးအဲ့ဒီအစားခန်းစားချက်ကိုသူ့ဖြစ်နေတဲ့အရှိအတိုင်းကောင်းကင်ဘဝတိမ်တိုက်တစ်ခုလိုဖြစ်လာပြီးခဏနေပျောက်ကွယ်သွားမယ်တဘာဝတရားတစ်ခုအနေနဲ့မြင်အောင်ကြည့်ဖို့ပါပဲဒီလိုမြင်နိုင်မှသာသူ့ရဲ့ချုပ်ကိုင်မှုကနေလွတ်မြောက်နိုင်မှာပါ ဒီလေ့ကျင့်ခန်းဒီအားလုံးကကျွန်တော်တို့ကိုနောက်ဆုံးမှာဘဲကိုဥတည်သွားနေတာလေအဖြေကတော့ကိုပုံမနဲ့ရှိုင်းစွာတည်မြင်ခြင်းနဲ့တကယ်လွတ်မြောက်မှုစီကိုပါပဲ ဒီခီးတစ်ခုလုံးကိုအနစ်ချုပ်လိုက်တဲ့အခြေခံအကြဆုံးအချက်၃ချက်ပဲရှိပါတယ်ကိုယ်ခန္ဓာကိုယ်ကိုသိအောင်လုပ်ပါကိုယ်စိတ်ကိုသိအောင်လုပ်ပါပြီးတော့အဲ့ဒီနှစ်ခုကိုသိမှသာတကယ်ငါဆိုတာဘယ်သူလဲဆိုတာကိုသိမြင်နိုင်မှာဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ဒီစကားလေးကိုအမြဲတတိယစေခြင်းပါတယ်နားလည်ခြင်းဟာလွတ်မြောက်ခြင်းရဲ့အစပါပဲကိုယ့်ရဲ့စိတ်ကိုတကယ်နားလည်အောင်ကြိုးစားကြည့်မယ်ဆိုရင်အဖင်လောကရဲ့သားကောင်အဖြစ်ကနေကိုယ့်ဘဝရဲ့ပက်ခိုင်ရှင်အဖြစ်ကိုပြောင်းလဲနိုင်မှာမဟုတ်ဘူးလား